ကျေးဇူးတော်ကအင်မတန်မှကြီးမားပါတယ်ဒီမနက်ဖခင်များနေ့မှာလည်းအထူးသဖြင့်ကောင်းကြီးမင်္ဂလာအချိန်တိုင်းကိုပြင်ဆင်ပေးတဲ့အသင်းတော်တောင်ရှိပုဂ္ဂိုလ်များအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ကြောင်းဖော်ပြလိုတယ်ကျွန်တော်ကိုယ်တိုင်လည်းပေါ့နော်ဖခင်တူဖြစ်ခဲ့တဲ့ဒီကနေ့ဆိုရင်9နှစ်နဲ့5လနဲ့ရက်30ရှိပြီပေါ့နော်ဆိုတော့9နှစ်5လနဲ့ရက်30မနက်ဖြန်ဆိုရင်9နှစ်ခွဲပေါ့နော်ဆိုတော့ဒီအတိုင်းအတာတစ်ခုမှာတော့အနေကျအားသာချက်တော့အများကြီးရှိခဲ့ပါတယ်အနေချက်ကတော့များမယ်ထင်ပါတယ်ဆိုတော့ဖခင်လို့ပြောလိုက်တဲ့အခါမှာလူတိုင်းရဲ့စိတ်ထဲမှာနှလုံးသားထဲမှာအတွေးပေါင်းများစွာရှိမယ်ထင်တယ်ကိုယ့်ရဲ့ဖခင်နဲ့အတူနေထိုင်ရတဲ့သားသမီးများအတွက်တော့ပျော်ရွှင်ရာဖြစ်မယ်ဖခင်နဲ့အကြောင်းမျိုးကြောင့်ဝေးကွာနေတဲ့သားသမီးများအတွက်တော့တွေးစရာလွှမ်းမိုးစရာဖြစ်မယ်အခြားသောဖော်ပြလို့မကုန်တဲ့စိတ်ခံစားမှုများစွာလည်းရှိမှဖြစ်တယ်သို့တော်လည်းပဲအဓိကအရေးကြီးတာကကိုယ့်ရဲ့အနာမှာကိုယ့်ရဲ့ဖခင်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဖခင်ပြင်ဆင်ပေးတဲ့ကိုယ့်ရဲ့ဖခင်ကကိုယ့်ရဲ့နှလုံးသားထဲမှာရှိနေရင်ဒါကပြည့်စုံလုံလောက်ပါပြီဒီဖခင်များနေ့မှာကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်ရဲ့ဖခင်ကျွန်တော်နားမှာမရှိနေပါဘူးဆိုတော့လည်းကျေးဇူးတော်ကြောင့်မိခင်တော့ရှိတယ်ပေါ့နော်အနားမှာဖခင်တော့ရုပ်ရည်မှာရှိနေပါတယ်ဒါကြောင့်မလို့ယနေ့သားသမီးများရှိနေသောဖခင်များကိုတော်၎င်းအကြောင်းမျိုးကြောင့်ဖခင်ဖြစ်ရတဲ့သားသမီးမရှိတဲ့ဖခင်များတော်၎င်းနောက်ဖခင်တောင်းကိုဆက်လက်ပြီးတော့ယူဆောင်မဲ့ဖခင်တောင်းများတော်၎င်းထို့အတူပဲလောကမှာအိမ်တော်ရသားတော်မပြုပေမဲ့တူတူမများကိုဖခင်တပွဲကြည်ရှုပြုစုဆောင်ရှောက်ပေးတဲ့ဝိညာဉ်ရဖခင်ဦးလေးအဖိုးအားလုံးသောဖခင်များအားလုံးကိုဦးစွာ Happy Father's Day ပါလို့နှုတ်ခွန်းဆက်သလိုပါတယ်ဒီနေ့ကျွန်တော်တို့ကျမ်းစာခံယူပြီးဖြစ်တဲ့အခြေပြုကျမ်းနှစ်ပိုက်အပေါ်မှာတော့ကျွန်တော်တို့ဆက်လက်ပြီးတော့ခေါ်ယူမှာဖြစ်တယ်ဒီမနက်မှာဆိုတော့ကျွန်တော်ကခေါင်းစဉ်လေးကဖခင်ရဲ့တာဝန်ဆိုပြီးတော့ကျွန်တော်ကပေါ်ပြပြီးတော့ခေါ်ပေးလိုပါတယ်အခုခေတ်ကလေးတွေကတော့ဒါကမီဒီယာခေတ်တွေဖုန်းတွေတိုးတက်လာတော့သိမသိကြဘူးကျွန်တော်တို့ငငယ်တုန်းကအထီးနဲ့ဟိုးအရင်တော့ဆိုရင်ကျွန်တော်တို့ကဒီဗီဒီယိုအခွေတွေကြည့်ရပြီဆိုရင်ကြည့်နေတဲ့ဒုတာဝန်ရေး3ပါးဆိုထွက်လိုက်ကျွန်တော်တို့စိတ်ညစ်ရပါတယ်ဘာလို့ကြော်လိုက်တယ်ပေါ့နော်ပြီးတော့မှကြံတဲ့ဟာကိုကြည့်ကျင်တဲ့အရာကိုဆက်ကြည့်ပါတယ်နော်ဒါကြောင့်မလို့ဒီနေ့မှလည်းပဲဖခင်ရဲ့တာဝန်3ပါးကိုကျွန်တော်ကဝေညာပြီးတော့ခေါ်ပေးလိုပါတယ်ကျွန်တော်တို့ဖခင်များကိုယ်တိုင်ကလည်းပဲယနေ့သာသမီများမိသားစုများရဲ့ဂုဏ်ပြုခြင်းကိုခံရတဲ့အတွက်ဖခင်များအားလုံးကုစားနော်သာသမီများမိသားစုအားလုံးကိုလည်းကျေးဇူးတင်ကြောင်းကျွန်တော်ကနေပြီးတော့ဒီကနေပေါ်ပြပြောကြားလိုတယ်ထို့အတူပဲကျွန်တော်တို့ရဲ့သက်ဆိုင်သောမိသားစုအသီးသီးမှာကျွန်တော်တို့ဒီဖခင်များဖြစ်နေရတဲ့အားနည်းချက်များနော်ချွင်းချက်များရှိကောင်းရှိပြီဖြစ်တဲ့ဖခင်များလည်းလူသားတူဖြစ်တဲ့အတွက်ကျွန်တော်တို့ဖခင်များအားလုံးရဲ့တိတိဖြစ်စေမတိတိဖြစ်စေအားနည်းချက်မိသားစုအတွက်အခက်အခဲဖြစ်စေမဲ့အရာများရှိပါကလည်းဖခင်အားလုံးရဲ့ကိုယ်စားကျွန်တော်ကပဲဒီနေရာမှာနားလည်ပေးဖို့ခွင့်လွှတ်ပေးဖို့မေတ္တာရပ်ခံပါတယ်အိမ်တော်တစ်ခုမှာဖခင်မိခင်သားသမီးအစရှိသဖြင့်အင်္ဂါရပ်ဖယားပြင်ဆင်ပေးထားတာဖြစ်ပါတယ်ကျွန်တော်တို့လောကကြီးမှာရောက်ရှိလာတဲ့အခါမှာကျွန်တော်တို့ဖယားပြင်ဆင်ပေးတဲ့မိသားစုကသူများမိသားစုနဲ့တူမှာမဟုတ်ပါဘူးအနေငယ်တူညီချက်လည်းရှိကောင်းရှိပြီဖြစ်တယ်သို့တော်လည်းကျွန်တော်တို့ကိုယ်တိုင်ကဖယားဖန်ဆင်းတဲ့ဖယားပေးတဲ့အတ္တတစ်ခုမှာဘသူဘယ်ဝါကိုတော့ဖခင်တော်ခြင်းတယ်ဘသူဘယ်ဝါဘသူကလေးကတော့တော်လို့ကိုယ့်ရဲ့သားသမီးတော်စေခြင်းတယ်ဆိုတော့ကျွန်တော်တို့မှာကိုယ်ပိုင်ရွေးချယ်ခွင့်မရှိပါဘူးဖယားပြင်ဆင်ပေးတဲ့ကောင်းကြီးကတာကျွန်တော်တို့ကလက်ခံပြီးတော့အကောင်းဆုံးကြိုးစားအသက်ရှင်မှာဖြစ်တယ်ဥပမာကျွန်တော်တို့ဆိုရင်ဒါကတာမန်လေသမားကနေဆင့်သက်လာတဲ့မျိုးဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ဖြစ်စဉ်ဖယားရဲ့အလိုတော်ကကျွန်တော်တို့ကလေသမားသားသမီးပဲဖြစ်တယ်သူများအဖေဆရာဝန်ဖြစ်နေလို့ကျွန်တော်တို့ကအဲ့ဒီဆရာဝန်ကိုအဖေတော်နေတယ်ဆိုတာကကျွန်တော်တို့မှာရွေးချယ်ခွင့်မရှိပါဘူးရွေးချယ်လို့လည်းမရပါဘူးဘာကြောင့်လဲဆိုတော့ဒါကဖ
ယားရဲ့အလိုတော်ဖြစ်တဲ့အတွက်ကျွန်တော်တို့ယုံကြည်သူများအနေနဲ့ဝန်ခံဖို့ပဲရှိပါတယ်ဒါကြောင့်မလို့အိမ်တော်တစ်ခုမှာဖခင်များကိုယ်စီရှိကြတယ်ဒီနေ့မနေ့ကျွန်တော်ဖော်ပြလို့တဲ့အကြောင်းအရာကလည်းဖခင်များကိုပြန်ပြီးတော့အားနည်းချက်ကိုဖွေးရှာပြီးတော့ပြုပြင်တာတော့မဟုတ်ပါဘူးကျွန်တော်ကိုယ်တိုင်လည်းအလောက်မပြည့်စုံပါဘူးဒါပေမဲ့ရှိနေတဲ့နေရာမှာဖခင်များပို့ပြီးတော့ပြည့်စုံလာအောင်ရှိနေတဲ့အရာထက်ပို့ပြီးတော့လေးနက်လာအောင်လို့အနေငယ်ကျွန်တော်တည်တလောက်တက်တလောက်လေးခွန်အားပေးလို့ခြင်းဖြစ်တယ်ဖခင်ရဲ့တာဝန်နံပါတ်1ချက်ကတော့မိသားစုမှာဖခင်ကယေဘရဟိတ်တူဖြစ်ပါတယ်နော်ယေဘရဟိတ်တူဘာလူတာအတူပေါ့နော်ဆိုတော့ဖခင်ကမိသားစုဝင်များအရှိမမရက်တည်ပြီးတော့ဖယားသခင်နဲ့မိသားစုကြားမှာဒါကတကယ်ပဲအားကိုးနိုင်လောက်တဲ့တာဝန်ယူနိုင်တဲ့ပုံကိုဖြစ်ဖို့လိုအပ်ပါတယ်မှန်ပါတယ်မိခင်ရှိတယ်တာသမီရှိတယ်ဒါပေမဲ့ဖခင်ကိုယ်တိုင်ကမိသားစုအတွက်ယေဘရဟိတ်တူကဲ့သို့မိသားစုမှာအားနည်းသောအရာများကိုလည်းဘုရားခင်ထံပေါ်ပြပြီးတော့တောင်းရှုတောင်းပန်ဖို့တော်၎င်းမိသားစုအတွက်ဘုရားခင်ထံမှာကောင်းချီးများကိုလက်ခံရယူပေးမဲ့ဖခင်များလိုအပ်ပါတယ်ဒါကြောင့်မလို့ဖခင်များကိုယ်တိုင်ကမိသားစုအတွက်ဘုရားခင်ထံမှာဆုတောင်းပေးရမှာဖြစ်တယ်နောက်တစ်ခုကတော့ဖခင်များကိုယ်တိုင်ကမိသားစုရဲ့ကိုယ်စားမရက်တည်တာဖြစ်တဲ့အတွက်ခိုင်မာတည်ကြည်သောယုံကြည်ခြင်းရှိဖို့လိုအပ်ပါတယ်ကိုယ်တိုင်ကတော့မိသားစုကိုယုံကြည်ခြင်းခိုင်မာဖို့ခွန်အားပေးနေတော့လည်းပဲကိုယ်တိုင်ကယုံကြည်ခြင်းမခိုင်မာဘူးဆိုရင်လည်းပဲဒါကမဖြစ်တဲ့အခြေအနေတစ်ခုဖြစ်ပါလေအထူးသဖြင့်ကျွန်တော်တို့ယုံကြည်သူများသည်မိသားစုရဲ့ရှေ့မှာမိသားစုနဲ့ဘုရားခင်ဆက်ကြပါတည်ကြည်ခိုင်ခန့်သောယုံကြည်မှုကဖခင်ကနေစပြီးတော့တည်ရှိဖို့လိုအပ်ပါတယ်။ဒါကြောင့်ဖခင်များဒီယေဘရဟိတ်များကမိသားစုများအတွက်ယက်တည်ပေးတဲ့အခါမှာမိသားစုဝင်များအနေနဲ့လည်းတကယ်ပဲဒီလောကဖခင်ပေးတဲ့ဖခင်ကိုကိုယ့်ရဲ့ဝိညာဉ်ရေးရမှာယေဘရဟိတ်တူကဲ့သို့ခံယူတတ်ဖို့လည်းလိုအပ်ပါတယ်။ဇနီးတွေများတော့၎င်းတာသမီများတော့၎င်းဒီဖခင်ကကိုယ့်အတွက်ယေဘရဟိတ်တူအနေနဲ့အားကိုးနိုင်လောက်တယ်ယုံကြည်ခြင်းရမှာလည်းစံပြဖြစ်တဲ့ဆိုရင်သူတို့မိသားစုကိုယ်တိုင်ကလည်းအတူယူလေးစားချစ်ဖို့လိုအပ်ပါတယ်ဒုတိယတစ်ချက်အနေနဲ့ကတော့ဘယင်တပါးကဲ့သို့မိသားစုအတွက်ရှိနေပေးရမှာဖြစ်ပါတယ်ဘယင်တပါးလို့ဖော်ပြတဲ့နေရာမှာဒီနေရာမှာဘယင်လို့သုံးနှုန်းခြင်းဟာအများရဲ့လေးစားတမှုကိုခံယူဖို့သက်မဟုတ်ဘဲနဲ့တိုင်းပြည်တစ်ပြည်အတွက်ဘယင်တပါးပြီးအုပ်ချုပ်စီမံမှုခွဲခန်းစီမံမှုမှာစ၍အခြားသောဘေးဥပအန္တရာယ်မျိုးကိုကာကွယ်ခြင်းလမ်းပြခြင်းအရာမှာလည်းဆက်လက်ပြီးတော့ဖော်ပြလိုပါတယ်နော်ဆိုတော့ဘယင်တပါးဆိုတဲ့နေရာမှာအာဏာတစ်ခုလေးကမဟုတ်ဘဲနဲ့တိုင်းပြည်ရဲ့ကြာရောက်မှုအန္တရာယ်မျိုးကကာကွယ်ခြင်းအခြားသောကဏ္ဍအသီးသီးမှာခွဲခန်းစီမံခြင်းတို့အပေါ်မှာလည်းပဲတကယ်ပဲမိသားစုအတွက်ဒီဖခင်ကဘယင်တပါးကဲ့သို့စွမ်းဆောင်ပေးနိုင်ဖို့လိုအပ်ပါတယ်ဒီနေရာမှာပြောတဲ့နေရာမှာပြီးခဲ့တဲ့ဘုရားဟူကလည်းကျွန်တော်ဝင်ငါခွန်အားပေးတဲ့ဒီပရောဖက်အေလီအကြောင်းအနေနဲ့ပြန်ပြောဖော်ပြလိုတယ်ဒီအေလီဆိုတဲ့ပုဂ္ဂိုလ်ကသူငယ်လေးရှမွေလအတွက်တော့တကယ်ပဲလမ်းပြပေးနိုင်တဲ့ဆရာတပါးလို့ဖော်ပြလို့ရတယ်ဒါပေမဲ့သူ့ကိုဖျားပေးထားတဲ့တာနုဖြစ်တဲ့ဟောပနီနဲ့ဖိနဟအတွက်တော့အားနည်းချက်များစွာရှိခဲ့ပါတယ်။ဒါကြောင့်မလို့ဒီနေရာမှာလည်းပရောဖက်တပါးကဲ့သို့ပြောတဲ့နေရာမှာမိသားစုအတွက်ဖျားကိုစားပြုပြီးတော့ရှိနေပြီးဖို့လိုအပ်ပါတယ်။သားသမီးများကိုလည်းပဲပရောဖက်တပါးကဲ့သို့တမန်တရားမှာတုံ့ပြန်ပြီးတော့မှန်ကန်သောလမ်းညွန်ပြတတ်ဖို့လိုအပ်ပါတယ်ပရောဖက်အေလီကိုယ်တိုင်ကရှမွေလအတွက်ကောင်းသောဆရာတစ်ပါးဖြစ်ခဲ့တော်လေတာနုအတွက်မိသားစုအတွက်ကောင်းသောဖခင်ရဲ့တာဝန်ကိုပြည့်ဝခဲ့ကြောင်းကိုကျွန်တော်တို့နှုတ်ကပတ်တော်မှာဖတ်ရှုမယ်ဆိုရင်မြင်တွေ့ရမှာဖြစ်တယ်ဒါ
ဒါကြောင့်မလို့ယနေ့ကျွန်တော်တို့ဒီအနည်းဆုံးမေးလိုက်တော့ကိုယ်သားသမီးတွေကိုဘယ်ဖခင်ကမှဆိုးသွမ်းတဲ့အတ္တမျိုးကိုမဖြစ်စေချင်ဘူးဖခင်တိုင်းကသားသမီးကိုကောင်းစေချင်တယ်မိသားစုကိုမြင့်တဲ့အောင်ဆွမ်းဆောင်ပေးချင်တယ်အများစုကသို့ပေမဲ့ဒီဖခင်ကသူ့မျှော်လင့်တဲ့အတိုင်းဖြစ်လာဖို့အတွက်သူ့ကိုယ်တိုင်ကတော့ဘလို့အသက်ရှင်လမ်းပြနေတယ်လေဆိုတာကိုတော့ကျွန်တော်တို့ကပြန်လည်ပြီးတော့ဆန်းစစ်ဖို့လိုအပ်ပါတယ်မှန်ပါတယ်ဖခင်လည်းပဲလူသားတူဖြစ်တဲ့အတွက်အားနည်းချက်ရှိကောင်းရှိပြီဖြစ်တယ်ဒီအားနည်းချက်ထဲမှာလည်းပဲအကောင်းဆုံးမိသားစုအတွက်ကြိုးစားပြီးတော့ prophet တစ်ပါးကဲ့သို့လမ်းပြနိုင်ဖို့ဘုရင်တစ်ပါးကဲ့သို့လမ်းပြနိုင်ဖို့လိုအပ်ပါတယ်ဘုရင်တစ်ပါးကဲ့သို့ပြီးတဲ့အခါမှာနောက်ဆုံးချက်နဲ့တတိယတစ်ချက်ကတော့ prophet တစ်ပါးကဲ့သို့ဖြစ်ပါတယ် prophet ဆိုတာကတော့ယနေ့ဒီတမဟောင်းခေတ်မှာ prophet ဆိုတာကဘုရားသခင်ထံမှလာသောသတင်းစကားကိုလူတွေစီကိုပြန်ပြီးတော့ဖော်ပြတဲ့ပုံကိုများဖြစ်တယ်။ဘုရားနဲ့လူသားရဲ့ကြားမှာမီဒီယာကြားကနေတစ်ခုလို့ပုံကိုမျိုးဖြစ်တယ်။ခုနကပြောသလိုပေါ့နော် prophet တစ်ပါးကဲ့သို့တော်၎င်းဘုရင်တစ်ပါးကဲ့သို့တော်၎င်းနောက်ဆုံးတစ်ချက် prophet တစ်ပါးကဲ့သို့လည်းပဲမိသားစုအတွက်ရှိနေပေးဖို့လိုအပ်ပါတယ်။ယနေ့ကျွန်တော်တို့ဖခင်တူလို့ဖြစ်လာတဲ့အခါမှာဖခင်ကကိုယ့်ကိုမိသားစုအတွက်ဘာလုပ်စေချင်လဲမိသားစုအတွက်ဖခင်ကဘာလို့ရှိတယ်ဆိုတာကိုတော့ဖခင်တော်တော်များများကသိရှိမှဖြစ်တယ်ဒီသိရှိတဲ့အပေါ်မှာသိုံနဲ့မပြီးပဲနဲ့ဖခင်အလိုရှိတဲ့အတ္တတနဲ့မိမိရဲ့မိသားစုကိုမြင့်တင်ပေးဖို့လည်းလိုအပ်ပါတယ်တချို့ကလည်းရှိမှာပါအကြောင်းမျိုးကြောင့်အားနည်းချက်အမျိုးကြောင့်ပြက်ကွက်လက်ဟာတဲ့ဖခင်တွေလည်းရှိကောင်းရှိမှာဖြစ်တယ်။ဒါပေမဲ့ဘာပဲပြောပြောသူ့ဘာသူတောင်းဝတ္တရားပြက်ကွက်နေပါစေ။သို့ပေမဲ့ဘုရားသခင်ကိုယ်တိုင်ကတော့သူ့ကိုဒီမိသားစုအတွက်အိမ်တော်ကြီးတယောက်တော်၎င်း prophet တစ်ပါးကဲ့သို့တော်၎င်းအလိုရှိလို့ပြင်ဆင်ထားပေးခြင်းဖြစ်တယ်။သူ့ရဲ့ပြက်ကွက်ခြင်းအားနည်းခြင်းကလူသားတို့ရဲ့အားနည်းခြင်းတာဖြစ်တယ်။ဒါကြောင့်မလို့မိသားစုများသားသမီးများအနေနဲ့ဒီပြက်ကွက်မှုအပေါ်မှာတော့စိတ်အနေငယ်ခုလိုနောက်အခက်ဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့အားလုံးသိထားရမှာကသူ့ကိုဘုရားက prophet တစ်ပါးကဲ့သို့အလိုရှိလို့ပြင်ဆင်ထားပေးခြင်းဖြစ်တယ်ဒီအရာဒီသူဖြစ်ချင်လို့တော့မှသူ့ကိုသူအကောင်းဆုံးကြိုးစားပြီးတော့လူအားနဲ့မစွမ်းဆောင်နိုင်တဲ့နေရာမဟုတ်ပါဘူးဒါပေမဲ့ဘုရားကသူ့ကိုယုံကြည်လို့နေရာပေးထားလို့သူကဒီနေရာကိုရောက်ရှိလာတာဖြစ်တဲ့အတွက်မိသားစုများအနေနဲ့ဒီဖခင်ကိုလေးစားတမှုရှိဖို့တော့လိုအပ်ပါတယ်။နောက်ဆုံးဒီကုန်းချုပ်အနေနဲ့ဒီမနက်မှာအကြောင်းအရာလေးကရိုးရိုးရှင်းရှင်းလေးပါပဲကလေးငယ်များပဲနားလည်နိုင်ပါတယ်။လောကမှာဖခင်များရဲ့တောင်းတော့အများကြီးရှိပါတယ်။သို့တော်လည်းပဲဒီအနေငယ်တော့၃ချက်ကိုပဲဒီမနက်ကဝင်မြဖော်ပြပြီးတော့ခွာပြီးလိုချင်ဖြစ်တဲ့နံပါတ်၁ချက်အနေနဲ့ပရောဟိတ်တစ်ပါးကဲ့သို့၎င်းဒီဘုခေါ်ဖို့မိကမှုကမှာအတောင်မူအကလမီတလို့တပါဆောကတော့နေဒီပွာလူဒါဒူဒရာတုပါတိတခိုင်နေကဘာဆောထခိကညကလည်းဒီဘုခေါ်ဖို့လက်ကဆိုင်ပါအူနေတော့ဒုတိယတစ်ချက်ကဘယင်တပါကဲ့သို့မိသားစုရဲ့လိုအပ်သောအရာတိုင်းကိုရုပ်ပိုင်းဆိုင်ရာခန္ဓာပိုင်းဆိုင်ရာဝိညာဉ်ရေးရာအတိအပြည့်ကိုဖခင်တူကဖျားပြီးတော့ဉာဏ်ပညာခွာတဲ့ခွဲခန့်စီမံတက်ဖို့လိုအပ်ပါတယ်။နောက်ဆုံးတစ်ချက်ကတော့ပရောဖက်တစ်ပါးကဲ့သို့မိသားစုနဲ့ဖျားခင်ကြားမှာအမြဲတမ်းဖျားလူရှိသောဘဝခီးလမ်းကြောင်းကိုအလံပြသွန်သင်ပေးနိုင်ဖို့လိုအပ်ပါတယ်။ဒါကြောင့်မလို့ယနေ့ကျွန်တော်တို့ဒီနော်ကျေးဇူးတော်ကြောင့်ပဲဖျားပေးတဲ့အသက်ရှင်ခွင့်မှာ2026ရဲ့ဖခင်များနေ့မှာကျွန်တော်တို့မိသားစုများထပ်မံပြီးတော့ဂုဏ်ပြုပြန်ပြီနော်ဒါကဖခင်များလေးလို့ပြောလိုက်တဲ့အခါမှာယူလေးတော့မတွေးလိုက်ပါနဲ့အချိန်တန်လို့တစ်နှစ်ပြည့်လေရောက်ရှိလာတာမဟုတ်ပါဘူးဖခင်များနေ့ကတော့အချိန်တိုင်းတစ်နှစ်လက်ပတ်လုံးနဲ့ပြည့်လေတို့ရောက်ရှိလာမှာဖြစ်တယ်ဒါပေမဲ့ဒီနှစ်မှာကိုရှိနေခြင်းမရှိနေခြင်းကကိုလက်ထဲမှာမရှိပါဘူးဖခင်လက်ထဲမှာမရှိတယ်ဖခင်ပြည့်တဲ့အသက်ရှင်ခွင့်ကြောင့်လည်းကျွန်တော်တို့ကပြည့်လေပြီးတော့အသက်တော်ဖခင်များတို့ပြည့်လေမြင်တွေ့ရတာဖြစ်တဲ့ကဲ့သို့
ယနေ့ဖခင်များနေမှာလေအထူးသဖြင့်ဖခင်များပေါ့နော်မိသားစုများအတွက်ဤမနေ့ဈာနာခင်ရတော့အနေငယ်သောနှုတ်ဘတ်တော်တူပဲအကောင်းဆုံးကြိုးစားအသက်ရှင်လမ်းပြရင်းနဲ့မိသားစုများကလည်းပဲယခုဈာနာသောနှုတ်ဘတ်တော်အတိုင်းဖျားပြင်ဆင်ပြီးသောဖခင်များကိုလည်းပဲတကယ်ပဲနေရာထပ်တဖို့တုံ့တဲ့မှုကိုလိုက်နာခံဖို့ဒီမနက်မှာဝိညာဉ်ခွန်အားပေးလို့ခြင်းဖြစ်ပါတယ်အနေငယ်သောနှုတ်ဘတ်တော်နဲ့တူဈာနာသူအားလုံးအထူးသဖြင့်လောကမှာရှိသောယနေ့ဂုဏ်ပြုခံရသောဖခင်များတော်၎င်းအကြောင်းမျိုးမျိုးကြောင့်ဂုဏ်ပြုခြင်းမခံရသောဖခင်ကြီးရဲ့အရာစီကံကိုလည်းနဲ့အတူကျွန်တော်အားလုံးကိုဖြန့်ရှင်းတာရေးကောင်းကြီးပေးပါစေယေဘရယတပါရှင်ဘီတပါပရောဖက်တပါကဲ့သို့သော